Hello everyone ဒီနေ့ကတော့ Unit 24မှာ Regular Verb နဲ့ Irregular Verb တွေအကြောင်းကိုလေ့လာပါမယ်။အဲဆို Irregular Verb တို့ကဘာလဲ The past simple and past participle regular verb is ed နော်တို့က past simple ဆိုတာ verb 2 တွေ past participle ဆိုတာ verb 3 တွေ verb 2 တွေ verb 3 တွေကိုပြောင်းတဲ့အခါမျိုးမှာ ed လေးပဲပေါင်းရတဲ့ verb တွေကိုတို့က regular verb ပုံမှန် verb တွေလို့ခေါ်ပါတယ်။ example အနေနဲ့ဆိုရင် clean clean ဆိုလို့ရှိရင်တန်ရှင်းသည် clean ed clean ဆိုပဲ ed ပေါင်းရင်တန်ရှင်းခဲ့သည်တန်ရှင်းလုပ်ခဲ့သည် like that lift lived အဲ့လိုမျိုးသုံးမယ် paint painted steady steadied အဲ့လိုမျိုးပေါင်းပါတယ် example ကြည့်ရင် unit past simple ဆိုရင် unit 11မှာတွားပြီးတော့ကြည့်လို့ရတယ်နော်I cleaned my room yesterday မနေ့ကတော့ငါအခန်းကိုတန်ရှင်းလုပ်ခဲ့တယ် Chris studies engineering at university Chris ကဆိုရင် တက္ကသိုလ်မှာ engineer ဘာသာရပ်ကိုလေ့လာနေတယ် like that past simple ဆိုရဲ verb 3ပြောင်းတဲ့အခါမျိုးမှာဆိုလို့ချင်းလေ have has ဆိုရင် I have cleaned my room ငါတန်ရှင်းလုပ်ခဲ့ I has lived in London for 10 years ငါလန်ဒန်မှာနေတာဘယ်လောက်လဲဆိုလို့ရှိရင်3နှစ်10 years 10နှစ်တောင်ကြာခဲ့ပြီအမ liveရဲ့ cleaned clean ကတူတူက ed တွေပဲပေါင်းထားလို့ပါ okay MSR နဲ့ past participle နဲ့သုံးလို့ချင်တယ်လို့ပါပဲ are clean has been repelled အဲ့လိုမျိုးသုံးပါတယ်မ IEPRED repel ဆိုလို့ရှိရင် ed ပဲပေါင်းထားတာเนาะအဲ့ဒါလေးက unit 12မှာသင်မိသားလေးတွေเนาะunit 21မှာသင်မိသားလေးတွေပါ The past simple and past participle or irregular verbs do not end in ed past simple သူ့ရဲ့ verb 2တွေ past participle verb 3လေးတွေကမဆုံးဘူး ed နဲ့မဆုံးတဲ့ဟာမျိုးပြောမယ်ဆိုရင်တစ်မျိုးချင်းသွားတဲ့ဟာမျိုးတွေဆိုတို့က irregular verb လို့ခေါ်ပါတယ် example ကြည့်လိုက်ရအောင် make make ပြုလုပ်သူရဲ့ verb 2ဆိုရင် made made သူ့ရဲ့ verb 3ဆိုလဲ made made ပဲ break break ကိုကြတော့ကြည့်လိုက်ပါအောင်သူ့ရဲ့ verb 1ကကြတော့ break break verb 2က broke verb 3ကကြတော့ broken broken နောက်တစ်ခုက cat လဲကြတော့သူကပြောင်းသွားပြီသူက cat ပဲပေါ့နော်မပြောင်းတော့ဘူးအဲ့လိုမျိုးတမှုထူးခြားနေတဲ့ verb လေးယူကြတော့သူက irregular verb လို့ခေါ်ပါတယ် Okay sometimes the past simple and past participle are the same တခါတလေမှာတော့ verb 2တွေ verb 3တွေကတူတူပဲတဲ့ for example make ဆိုရင် verb 2ကသူက made made find found buy bought cat အမှဆိုကြည့်ရအောင် I made a cake yesterday မနေ့ကငါ cake တစ်ခုကိုလုပ်ခဲ့တယ် cake လုံးဖုတ်ခဲ့ရပေါ့ကွာ I have made some coffee အမှ made ကသူက verb 3အနေနဲ့သုံးထားတာအမှကြတော့เนาะဒါမဲ့ verb 2နဲ့ verb 3နဲ့တူနေတယ် The butter is made from milk butter ကနော်နို့ကနေလုပ်တယ်ထောပတ်ကိုနို့ကနေလုပ်တယ်အမှ made make ကို verb 3ပဲเนาะအဲ့လိုသုံးထားတာပါအမအောက်က have made နဲ့ is made နဲ့ကဘာကွာလဲဆိုတော့ have made ကကြတော့ဗာနဲ့ရေးထားလဲဆိုရင် present perfect ဆိုရယ် tense နဲ့ရေးထားတာပါ is made ကကြတော့သူက passive voice နဲ့ရေးထားတာပါ passive ပုံစံနဲ့မဟုတ်နော် Okay နောက်တစ်ခုက sometimes the past simple and past participle are different ဒီခါလေးမှာတော့ verb 2နဲ့ verb 3နဲ့ကမတူဘူးရဲ့ for example broke ဆိုရင် broken ဖြစ်သွားတယ် new known begin went gone အဲ့လိုဟာမျိုးမှာဆိုကြည့်လိုက်ကြအောင် has broken no somebody broke this window last night စုံကြောက်ကနေပြီးတော့ဒီသတင်းပေါက်ကိုမနေ့ညတော့ရိုက်ချိုးပလိုက်တယ်အမှဆိုရင် past simple နဲ့ရေးထားပြီး broke နောက်တစ်ခုကြည့်မယ် somebody has broken this window တစုံတစ်ယောက်ကနေပြီးတော့ဒီသတင်းပေါက်ကိုရိုက်ချိုးလိုက်တယ်
အဲ့မှာ has broken နဲ့ရေးထားတယ်တွေ့လားအဲ့မှာ broken ဆိုတာ verb 3 has broken နဲ့ရေးလေရောသူကဘာပုံစံဖြစ်သွားလဲဆိုတော့ present perfect နဲ့ကိုလုပ်တာရေးထားရပေါ့နော်နောက်တစ်ခုက this window was broken last night ပင်းပေါက်ကနော်မင်းညာရုံကရိုက်ချိုးခံလိုက်ရတယ် okay အဲ့မှာကြည့်ရမယ် was broken ဆိုတာကဘာလဲဆိုချင်းရိုက်ချိုးခြင်းခံလိုက်ရတယ်ဆိုပြီးသူက passive voice နဲ့ရေးထားတာပါ okay ဒီလောက်ဆိုလို့ရှင်တော့နားလည်မယ်လို့ထင်ပါတယ်ဆိုတော့ see you in the next video